안녕하십니까, 여러분. 디체로 디니 번호 캔너스틱고 파마피데 디 연세 reading 2 번호 두아 디22 레벨 마시게ပထမဦးဆုံး reading ပေါ့နော်제로 캔너스에 디아자 21 ပေါ့နော်ဒီက제로 디 연세 level 2-2 ပေါ့နော်디 level 2ရဲ့디နောက်ဆုံးပေါ့နော်အဲ့ဒီမှာရှိတဲ့ဟာလေးဖတ်ကြမှာ level 22အဆင့်ပေါ့နော်ဆိုတော့သူ့ရဲ့ခေါင်းစဉ်ကကြတော့학습정보관ဆိုတော့제로가 학습 정보관ဆိုတာဒီမှာပုံလေးမှာမြင်နေရတဲ့ဟာပေါ့နော်ဒီလိုမျိုး information center လို့ပုံစံမျိုးပေါ့နော်အဲ့မှာကျောင်းသားတွေinternet သုံးပြီးတော့သက်ဆိုင်ရာဒီ 정보ဆိုတာအချက်အလက်ပေါ့သတင်းအချက်အလက်တွေရှာဖွေလို့ရတဲ့နေရာကိုပြောတာပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေး제로ဖတ်ကြည့်ကြမယ်ဆိုတော့ဒီမှာစစချင်းကကြတော့학습 정보관은 올해 새로 문을 연 우리 학교 도서관이 있다. 그래서 이거나 제로 별의 학습 정보관 소라가 올해 소라 뒷내고 별아 제로 뒷내 테마 오고 만나라면서 나고 냈고 제가 뒷내 테마 일본에 뭐지 올해로 동네 보나 이군내 테마 새로 어때 아니네 문을 연다 다가 플라이트 소 어디자 빼노 그다음에 디마자로 어때 플라이트 우리 학교 나루 장의 도서관이다 나루의 장의 사지다ဖြစ်တဲ့ 뭐 디아가 뒷내 테마 어때 플라이트 장 사지다ဖြစ်တဲ့ 새 건물이어서 디 건물 아사우 어때 세자로 어때 아사우 어때ဖြစ်တဲ့ အတွက်ကြောင့် 깨끗하고 단신비로 이용하기가 편리하다.ဆိုတော့ 컴퓨터가 따뜻하다 ဖြစ်တဲ့ 디 아사우 어때ဆိုကောင်းတယ်ပေါ့နော်. 컴퓨터로 빈자리를 예약할 수 있고 컴퓨터နဲ့ 빈자리လက်တဲ့နေရာကို 예약하다ဆိုတော့ 제가ကြိုပြီးတော့ booking လုပ်တာ ဆိုတော့ ဒီမှာလာခြင်းနဲ့ဆိုလို့ရှိရင် ကိုက ကြိုပြီးတော့ booking ယူရမယ်ပေါ့ ဒီနေရာအားလား ပေါ့ အဲ့ဒါ internet ဒီ computer ကတဆင့်လှမ်းပြီးတော့ booking လုပ်ရတာကိုပြောတာပေါ့နော် အဲ့လိုမျိုးလုပ်လို့ရပြီးတော့ 예약 시간도 정할 수 있다 ဆိုတော့ ဒီ booking အချိန်ကိုလည်း ကိုဘယ်အချိန် ဘယ်နှစ်နာရီကနေဘယ်နှစ်နာရီ သုံးမယ်ဆိုတဲ့ ဒီအချိန်ကိုလည်းပဲ 정할 수 있다 即 정하다 ဆိုတာ သတ်မှတ်တယ်လို့ပြောတာ သတ်မှတ်နိုင်တယ်ပေါ့နော် ဘယ်အချိန် သွားမလဲ ကို ရွေးပြီးတော့ booking လုပ်လို့ရတယ် 그래서 다자모노래 나는 나가러 가끔 딱하들리마소인 학습 정보관에 가서 디 정보관 뭐나 디 센터 떠비로 숙제를 하거나 이사리고 lok다를 피피 인터넷을 한다 인터넷 떠나왜 피피 lok대 뭐너 그래서 오늘 나는 디니 나가러 언어 교환을 하기로 한 그래서 언어 교환 지금 시가 쳤다마 땡기부래 language exchange လုပ်တာပေါ့နော် 그래서ဒီလိုမျိုး ဘာသာစကား ဖလှယ်ဖို့အတွက် လုပ်ထားတဲ့ နော် 한국 친구들 처음 만났다. 이 땡겨지는 코리아 땡겨지는 이ပထမဦးဆုံး တွေ့ခဲ့တယ်. 이야 မတွေ့ခဲ့ဘူး. 언어 교환 လုပ်ဖို့ပေါ့နော်. 디니마 ပထမဦးဆုံး တွေ့ခဲ့တယ်. 우리는 나로가로 서로 취미에 대해서 물어봤다. 서로 아친친 뭐노? 취미에 대해서 제 대해서 소라가 빠따비로 로제나 두시만 재료가 나온다 구구라게구나. 디 나온에 빠따비로 그래서 취미에 대해서 소라 디 취미조의 디 와드나네 빠따비로 물어봤다. 미게 아친친 뭐노? 고바리 와드나 발레 소라리 미미엔케레 그 친구는 어리땡의 친가 취미가 영화 감상이어서 시간이 있을 때마다 학습 정보관에 가서 영화를 본다고 했다. 에리등예진의 취미가 자로 영화 감상, 저 감상수라가 ခံစားတာကိုပြောခံစားကြည့်ရှုတဲ့ပေါ့ရုပ်ရှင်ဆိုရင် တကယ်လို့တချင်းနေဆိုရင် ခံစားနားဆင်တဲ့ဒီလိုမျိုးကို 제로 감상하다 လို့ပြောတယ်ပေါ့ ဒီမှာတော့ 영화 감상 ဆိုတော့ ဒီရုပ်ရှင်ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ 시간이 있을 때마다 အချိန်ရတဲ့အချိန်တိုင်းမှာ 이 학습 정보관ကို သွားပြီးတော့ 영화를 본다고 했다 ရုပ်ရှင်ကြည့်တယ်လို့ပြောပါတယ်တဲ့ 디 땡해진하고요. 그래서 또 밀라이게 거기에 가면 영화를 볼 수 있어요. 애고도아이 ရုပ်ရှင်ကြည့်လို့ရတယ်လား ဆိုပြီး 밀라이도 또 발표를 네, ဟုတ်တယ်. 2층에 넓은 멀티미디어 센터가 있는데 멀티미디어 자료가 많고 원하는 멀티미디어 자료를 컴퓨터로 빨리 찾을 수 있어요. 지사장 내내시에 번호 네, ဟုတ်ကဲ့. 2층 서칭 날로와 နှစ်လွာမှာတဲ့ 넓은 제일 넓은ဆိုတာ ကျယ်ပြန့်တဲ့ပေါ့နော် 이것도 ပြောထားတာက 이게 일단 그ရေးထားတာပေါ့နော် multimedia center လို့ပြောချင်တာ multimedia center ပေါ့ သူတို့ရဲ့အတန်ထွက်နေဆိုလို့ရှိရင် 자, 디 multimedia center가 ရှိတယ်
ရှိပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီပေါ့နော် multimedia Charlie ဆိုတာတရင်အချက်လက် information တွေဒီလိုမျိုးဒီ media ပေါ့နော်ဒီရုပ်ရှင်တွေစာအုပ်တွေဒီ internet နဲ့သက်ဆိုင်တဲ့ဒီလိုမျိုးပေါ့နော်အဲ့ဒါတွေကို multimedia Charlie ပေါ့ internet ကတရင်ဆောင်မားတွေရုပ်ရှင်တွေတခြင်းတွေဒီလိုမျိုး information Charlie တွေကမှန်ကိုများပြီးတော့ဝန်နာနဲ့ကိုလူချင်တဲ့ပေါ့နော်ကိုလိုအပ်တဲ့ဟာတွေ multimedia Charlie ကိုလိုအပ်တဲ့ဒီလိုမျိုးတည်အချက်လက် information တွေကိုတဲ့ computer လို့ပါဠိထားကြည့်စီဆိုကွန်ပျူတာနဲ့မြန်ရှာလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာတွားပြီးတော့ကွန်ပျူတာ internet သုံးရင်းနဲ့ကိုလိုချင်တဲ့တည်အချက်လက်တွေကိုမြန်ဆန်ရှာဖွေလို့ရတယ်လို့ပြောချင်တာပေါ့နော်ဆက်ပြီးတော့ဖတ်ကြည့်ပါမယ်။နာနဲ့ခေါ်ကြီးရေဆိုငါကတော့အဲ့ဒီမှာဝဲကူကခုံမှုတို့ဟာကိုဒီနိုင်ငံခြားဘာသာစကားပေါ့နော်ဒီဘာသာစကားလေ့လာတာကိုလည်းလုပ်ပြီးတော့엄마도들어요တချင်းလေးနားထောင်နေ가끔တခါတလေမှာ편한의자에앉아서 제가 편하다တတောင်တတာဖြစ်တယ်ပေါ့နော်အဲ့ဒါကို제가 은는ဆိုတဲ့ဒီ제가မုံပေါ်လေးပေါ့နော်တဲ့ဆိုတဲ့ပုံစံမျိုးပေါ့ခြေတို့ဒီမှာကဖြောနာတာဆိုတော့ခြေတို့ကအတက်မပါတော့နားတယ်ပဲပေါင်းလိုက်တာပေါ့နော်ဖြောနန်တတောင်တတာဖြစ်တဲ့ပြီးကြရဲ့အန်ကြဆိုတော့ဒီထိုင်ကုန်မှာထိုင်ပြီးတော့ဟန်ဒဖုန်းနဲ့စကိုဒီဖုန်းလေးကြည့်တယ်ဖုန်းသုံးတယ်ပြီးတော့ရောင်းဝတို့ဖွာရောရုပ်ရှင်လေးကြည့်တယ်ခရက်ခေဟာမျိုးအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တဲ့스트레스가 풀리는 것 같아요. ဒါမျိုးသူကျုပ်ရှင်တွေကြီးလိုက်တယ်ဆိုလို့ရှိရင်ဒီ stress တွေပြေပြောက်သွားတယ်လို့ထင်တယ်ပေါ့နော်အဲ့တင်ငယ်ချင်းကပြောတာ hacky ဂျုံငယ်နဲ့ကျတော့ hacky ဆို semester ကျောင်းဖွင့်ချိန်မှာဆိုရင်ကျောင်းဖွင့်ချိန်မှာတော်တွင်မှာဆိုရင် iljuire dubon ဆိုတော့တပတ်မှာလက်ကျိ multimedia center နဲ့ဒီ center ရဲ့ multimedia center အထဲမှာရှိတယ်ပေါ့နော် in ရှိတယ်ရောင်းဝခံစမ်းရှိတယ်ဆိုမူလျိုလို့ရောင်းဝတို့산냥해요. 그래서 제가 이 양화 강산시ဆိုတော့ရုပ်ရှင်ကြည့်တဲ့နေရာပေါ့နော်အခန်းတီးတန့်ရှင်းရုပ်ရှင်ပြပေးရအခန်းပေါ့အဲ့ဒီမှာမူလျိုဆိုတဲ့ခြေတော့အခမဲ့ပြောချင်တာပေါ့နော်အခမဲ့အနေနဲ့ရောင်ဝါတို့ဆန်းညောင်းဟဲ့ရောခြေတော့ဆန်းညောင်းဟာတာဆိုတာပြတာတာကိုပြောတာအဲ့တော့ရုပ်ရှင်အခမဲ့ပြပေးတဲ့တပတ်ကိုနှစ်ကြိမ်ပေါ့နော်အီကျွေးတဲ့2 bon ဟုတ်ပြီနော်ဆိုတော့မိုက်ခရှိမိုက်ကီပေါ့နော်ဂုမျိုးကြီးအိုးကူရဲ့ခြေတော့ဂုမျိုးကြီးဆိုတာခြေတော့တောက်ကြနေကိုပြောတာတောက်ကြနေအိုးကူဆိုတော့ခြေတော့မွန်လွဲပိုင်းမှာပေါ့နော်영화를 산영하는데 열심히 뼈비리니 같이 가볼까요? 어두두 또 하지 않나 소비요. ဒီတငယ်ချင်းကပြောတာပေါ့နော်သူကပထမရုပ်ရှင်ကြည့်လို့ရလားလို့မေးလိုက်တာသူကဒီစာပိုင်ကြီးအကုန်လုံးသူပြန်ပြောပြအဖြေပေါ့နော်ဒါကတော့ပြန်ဖြေတာဆိုတော့ဦးဒီနင်းနဲ့အန်နေငါတို့ကတော့ပေါ့နော်ဂူမျိုးကြီးတဲ့တောက်ကြနေမှာ multimedia center ရဲ့ကဆိုဒီ multimedia center ကိုတွားပြီးတော့ရောင်ဝါတို့ဘူကီလိုဟက်တာကီလိုဟာတာဆိုတခုခုကိုလုပ်ဖို့ဆုံးဖြတ်တယ်လို့ပြောချင်တာပေါ့နော်ရောင်ဝါတို့ဘူကီလိုဟက်တာဆိုတော့ရုပ်ရှင်ကြည့်ဖို့လုပ်ခဲ့တယ်ဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့ဒီဆိုင်လေးကကြတော့စာပိုင်ဒီပေါ့နော်ဒီ학수 정보관에ပတ်သက်ပြီးပြောပြတာပေါ့နော်အဲ့တော့ဒီမှာပါတဲ့နည်းနည်းလေးခြေလို့ကြည့်ကြမယ်ပထမဆုံးကခေါင်းစဉ်ပေါ့နော်학수 정보관ဆိုတော့ Academy of Information ဆိုတော့ဒီ information တတိအချက်တွေနဲ့သက်ဆိုင်တဲ့နေရာဌာနပေါ့နော်အဲ့လိုမျိုးပြောချင်တာနောက်တစ်ခုဆယ်လူဆိုတာအသစ်အနေဖြင့်ဆိုတဲ့သဘောမျိုးပေါ့နော်ချောင်းဟာတာဆိုတတ်မှတ်ပြီးဆိုတဲ့အဓိပ္ပာယ်ဒီမှာလာတဲ့ multimedia center ဆိုတာကအခြေခုနပြောတယ် multimedia center ကိုပြောချင်တာနောက်တစ်ခုဝန်ဟာတာဆိုတာလိုလားတာကိုလိုချင်တာဒါမျိုးပြောတာပေါ့နော်နောက်တစ်ခုကကြတော့ handphone ဆိုချေတော့ headphone ဆိုတဲ့ချေတော့က headphone ကိုပြောချင်တာချေအပေါ်မှာ handphone လို့ဘာသာပြန်လိုက်မိတယ်ထင်တယ်ဒီမှာ headphone စစ်ကိုခုနကတော့ချေကဒီဖုန်းကြည့်ရဖုန်းသုံးတယ်လို့ပြောလိုက်မိတယ်တကယ် handphone နဲ့မှားသွားတာပေါ့နော်ဒီမှာလာတဲ့ headphone ဆိုတာချေ headphone ဟုတ်တယ်နော်ချေတို့တချင်းနားထောင်နေတယ်လို့လေနားတစ်ဖက်မှာဒီလိုပုံစံလေးပေါ့နော်အဲ့ headphone လေးပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့ stress က 풀리다ဆိုတော့ချေ stress ဆိုတာက stress ကိုပြောတာ 풀리다ဆိုတာပြေလျော့တာကိုပြောတာအဲ့တော့ stress ဒီလျော့ကျပေးတယ်ဟုတ်တာမျိုးပြောချင်တာပေါ့နော်နောက်တစ်ခုကရောင်ဝ감산시ရောင်ဝ감산시ဆိုတာကချေလို့ရုပ်ရှင်ကြည့်တဲ့အခန်းကိုပြောတာရုပ်ရှင်ပြအခန်းပေါ့နော်နောက်တစ်ခုကကြတော့산영하다ဆိုတာကပြတာပေးတာရုပ်ရှင်ကြီးပြတာပေးတာကို산영하다လို့ချေလို့ပြောတယ်ပေါ့နော်ဆိုတော့ချေတို့ဒါလေးကအဓိပ္ပာယ်လေး
신비하라 번호. 통장 다음에 재료가 일기 연습을 하겠습니다. 자, 일기 연습을 이루자면 여러분은 쟤네 주로 라이프로 야라 번호. 이제 아사아성 달리 파피아밤에 시작하겠습니다. 학수정보관. 학수정보관은 올해 새로 문을 연 우리 학교 도서관이다. 새 건물이어서 깨끗하고 이용하기가 편리하다. 컴퓨터로 빈자리를 예약할 수 있고 예약 시간도 정할 수 있다. 그래서 나는 가끔 학수정보관에 가서 숙제를 하거나 인터넷을 한다. 오늘 나는 언어 교환을 하기로 한 한국 친구를 처음 만났다. 우리는 새로 취미에 대해서 물어봤다. 그 친구는 취미가 영화 감상이어서 시간이 있을 때마다 학수정보관에 가서 영화를 본다고 했다. 거기에 가면 영화를 볼 수 있어요? 네, 2층에 넓은 멀티미디어 센터가 있는데 멀티미디어 자료가 많고 원하는 멀티미디어 자료를 컴퓨터로 빨리 찾을 수 있어요. 나는 거기에서 외국어 공부도 하고 음악도 들어요. 가끔 편한 의자에 앉아서 헤드폰을 쓰고 영화도 봐요. 그렇게 하면 스트레스가 풀리는 것 같아요. 학기 중에는 일주일에 2번 멀티미디어 안에 있는 영화 감상실에서 무료로 영화를 상영해요. 마이크 씨, 금요일 오후에 영화를 상영하는데 같이 가볼까요? 우리는 금요일에 멀티미디어 센터에 가서 영화를 보기로 했다. rồi 다가 제로에 reading 사바 일본어 최고나 롱아리나 리마 단도 리마 도아레티네 셀로 소비투합니다. 이게로 솔로 소비투하면은 우리는 솔로 취미에 대해서 딜로면 피하면은 제사 파이는 샴피로 단도 리마 도아로 번어 제로다가 reading ပေါ့နော်여러분들ဒီ reading နဲ့ဒီစာပိုက်လေးဖြည်းဖြည်းချင်းဖတ်ပြီးတော့ practice လုပ်ကြည့်လို့ရတယ်ဆိုတော့ခြေတော့အောက်ကိုဆက်ပြီးတော့ခုနတင်ခဲ့တဲ့ဒီအသေးပဲဒီနားလေလားဆိုတော့ all we ရန်ဆိုပြီးလုပ်ကြည့်ကြမယ်ဆိုတော့ကွက်လက်လေးလိုက်ဖြည့်ရမယ်ထုံးစံတိုင်းပေးထားတာဆဲလို့ချောင်းဟာတာဆံမြောင်းဟာတာ stress가 풀리다 ပေါ့နော်ကြည့်ကြမယ်학교 앞에 음식점이 껄레껄레 ပေါ့နော် 생겼는데 가봅시다 짱심아 음식점 자체로 사탕ဆိုင် ပေါ့နော်ဒီစားစရာရောင်းတဲ့ဆိုင်ကတဲ့ 생겼는데 ကျ생겼다ဆိုတော့ပေါ်ပေါက်လာသည်လို့ပြောချင်တာအတစ်ဖွင့်နေပေါ့နော်ဆိုတော့ခြေတို့ကဘယ်လိုဖြစ်မလဲဆဲလူပေါ့ဆဲလူ 생겼는데 အတစ်ဖွင့်နေအတစ်ပေါ်ပေါက်လာတယ်အရင်ကမရှိဘူးအခုမှရှိလာတာ 생겼다 ပေါ်ပေါက်လာတယ်ဒါမျိုးပြောတာပေါ့နော်အဲ့တော့ 가봅시다 သွားကြည့်ရအောင်ဆဲလူ 생겼는데 အတစ်ဖွင့်နေဆိုတော့သွားကြည့်ရအောင်ပေါ့နောက်တစ်ခု 맛있는 음식을 먹고 야다시의 사사리고 사비로 잘 자며 디디차차 에이메소이네 꼴라 일라거예요 꼴라 발레이메로 표현하나 그래서 스트레스가 풀릴 거예요. 사사디차 사메 사지나리 사메 에이메 소이 디스트레스디 요도아 말리메 소비 표현가 우리는 나루가 약속 장소 쟁탈이니하고 남산공원으로 남산공원 소비로 꼴라케레스로 알로레 땀마케레 뭐 정했어요. 남산공원만 뛰면서 위로 땀마케레 다음 표현나 나도 그 요즘 극장에서 레들로 요신 영리마 컬렉트 ပေါ့နော်영화 중에서 ရုပ်ရှင်တွေ ထဲက 이 영화가 제일 재미있어요. 이ရုပ်ရှင်က ဒီစိတ်ဝင်စားစရာ အကောင်းဆုံးပဲလို့ ပြောချင်တာ ပေါ့နော် ဆိုတော့ ဘာဖြစ်မလဲ 상영하는 뭐 뼈다니데 뭐 요신의 대가마 뭐 그래서 재료가 리아가 잘 상영하다고 유비하면 거기는 난데그 지자매 재료가 어울리는 어휘를 찾아서 연결하십시오. 딜로 번호 베타의 대가마 라이프할 어휘고 샤비어 딜로 쪼에비하면 에러 재료 디시야 호텔 음식중 다리에 띠답이다. 디데베리 디마 디호텔 솔루션 블루하네 쪼엘레 비행기 뷰에서 블루하네 쪼엘레 띠야. 에러 재료 이용성 찌자미 예매 하다 저러가 재료 ကြိုတင်ပြီးတော့
ရောင်းချပေးတာမျိုးကိုပြောတာကျတို့ဘိုကင်တို့ဒီ concept လက်မှတ်တွေပေါ့ယထာလက်မှတ်တွေပြီးဘီအင်္ဂီဖြိုတွေဘီအင်္ဂီလက်မှတ်တွေဒါမျိုးတွေဆိုကျတို့ကပစ္စည်းဝယ်ပြီးဆိုတာ ਨੇ လက်မှတ်ကတော့နောက်ကြတော့မှကိုကရမယ်အရင်ဆုံးငွေချေရတယ်ဒါမျိုးပေါ့နော်ဒီ concept ဆိုလည်းအဲ့လိုပဲလေကျတို့ internet ကနေပြီးတော့လက်မှတ်တွေဝယ်လိုက်တဲ့အဆိုတော်တွေရဲ့ပွဲတွေအရင်ငွေချေတယ်ပြီးတော့မှလက်မှတ်ရတယ်ဒါမျိုးကြိုပြီးတော့ရောင်းချကိုကအရင်ပတ်စံပေးပြီးဝယ်ရတဲ့ဟာမျိုးကျတို့ကရေမဲဟာတာပေါ့နော်နောက်တစ်ခုကကျတော့ရေဘူးကကျကြိုတင်ပြီးတော့ခံမှန်းတာဥပမာမိုးလေဝသပေါ့နော်ဒါမျိုးတွေခံမှန်းတာနောက်တစ်ခုရေရက်ကကျကျတို့ booking တင်တာဥပမာပေါ့စားတောက်ဆိုင်ကိုသွားမယ်လှမ်းပြီး booking တင်တယ်ကိုသွားမယ်လာခဲ့ပါမယ်ဘယ်နှစ်နာရီစားတောက်ပြီးတော့ပတ်စံရှင်းတာမျိုးပေါ့ရေမဲကကျတော့ကြိုပြီးတော့ဝယ်တာရေရက်ကကြိုက်တိုင်းပဲလှမ်းပြီးတော့ booking တင်ရုံပဲတင်ထားတာမျိုးပြောတာပေါ့နော်နောက်တစ်ခုကကျတော့ရေစစ်ကကျကျတို့ကြိုတင်ပြီးတော့လေ့လာတာဥမာစာမတင်သေးဘူးဆရာမဒီနေ့ chapter 2တင်မယ်ဆိုဆရာမကအတန်းမဆိုင်ခင်မှာကိုယ်အဲ့ chapter 2ရဲ့စာတွေကြိုပြီးဖတ်ထားတာမျိုးပေါ့ဒါမျိုးခြေတို့ကရေစစ်လို့ပြောတယ်ပေါ့နော်ရေစစ်ဖတ်တာလို့ပြောတယ်ကြည့်ကြမယ်အဲ့တော့ခြေ hotel onship ကျုံဆိုခြေဘာဖြစ်မလဲကြိုပြီးတော့ booking တင်နေဆိုတော့ရေရက်ခါတာပေါ့နောက်တစ်ခုဘီဟိန်းကြီးဖြိုးရောင်ဝါဖြိုးလက်မှတ်တွေဝယ်မယ်ဆိုခြေတို့ကရေမဲဟာတာလက်မှတ်ဝယ်တယ်နောက်တစ်ခုနေဘဲဥကောဆိုမနှက်ဖြန်မှာလေးလာမယ်ဥစ္စာဟုတ်ပြီနော်ဆိုတော့ခြေတို့ကမနေ့ပြန်မှာလေးလာမယ်ဟာကိုကြိုတင်ပြီးလုပ်တယ်ဆိုတော့ဘာဖြစ်မလဲရေစစ်ဖာတာပေါ့ကြိုပြီးလေးလာတာနောက်တစ်ခုက ilgi ဆိုခြေတို့ ilgi ရေဘူးဆိုတာကမိုးလေဝသခန့်မှန်းချက်ကိုပြောတာပေါ့နော်တတွဲတဲ့တုံးလေး ilgi ရေဘူးမိုးလေဝသခန့်မှန်းချက်ပေါ့နော်အဲ့တော့ဒါခြေနံပါတ်2ကဥစ္စာလေးအဲ့တော့ခြေတို့အောက်ကဒါလေးတွေကကြတော့မိကွန်းလေးကိုယ့်ဘာသာအဖြေ sentence လေးရေးကြည့်ကြည့်မဲကိုအိမ်မှာကိုနော်နောက်တစ်ခု 학수 정보관이 어떻습니까? 제일 고나는 건 사바이만 된 게 학수 정보관이 별로래. 그래서 제일 된게 리 사바이 테마 셀로 물건 남들이 공무원 공무 어떻게အတွက်ကြောင့် 재료가 깨끗하다 이렇게만요. 이용하기가 편리하다 사티편 재료가 디마 말의 어쨌든 예쁘네. 나도 그 멀티미디어 센터에서 무엇을 할 수 있습니까? 에디 센터, 멀티미디어 센터မှာ 재료 발이 လုပ်လို့ရတယ် ရောင်ဝါကြည့်လို့ရလား တချင်းတွေနားထောင်လို့ရလား ဖတ်စာအုပ်ထဲကိုပြန်ဖတ်မယ် ပြီးအဲ့အချက်တွေ 재료 sentence အနေနဲ့ပြန်ရေးပေးမယ် လေ့ကျင့်ကြည့်မယ်နော် နောက်တစ်ခုကြည့်ကြမယ် 앞글의 내용과 같으면 O, 다르면 X, 엄마 유의해야매 번호 달리고 받아놓지매 멀티미디어 센터에서 사계 영화를 볼 수 있습니다. 디마디미디어 센터 아마 지따따따따네 영화 찌루야래 지따따따따 찌루야라라 무료 아카메 제로 찌루야라라 소라고 ပြန်ပြီးတော့စစ်ပြီးတော့ခြေတို့ဖြည့်ပေးမယ်နော်မူမျိုးနောက်တစ်ခု multimedia center에는 날마다 영화를 보여줍니다. အဲ့ဒီ multimedia center မှာနေ့တိုင်း 날마다라 တစ်ပတ်ကို ဘယ်နှစ်ကြိမ်လဲသူပြောထားတာရှိရင်နော်နောက်တစ်ခု 마이크 씨는 아직 학수 정보관에 가본 적이 없습니다. 마이크 이 마이크 ပေါ့နော်ဒီသူကအခုထိဒီ 학수 정보관ကိုသူမတော်ကြည့်ဘူးသေးဘူးတဲ့နောက်တစ်ခု 학수 정보관 근처에 멀티미디어 센터가 있어서 편리합니다. 이 학수 정보관 근처 아니더와이마 멀티미디어 센터가 시로 신비 레레구구 돌아야 보죠. 다가요 아니냐마 시라라 building တစ်ခုထဲမှာရှိတာလားဒီ ခြေတို့ပြန်စစ်ပြီးတော့အဖြေလုပ်ကြည့်ကြည့်မယ်ဟုတ်ပြီနော်နောက်တစ်ခုဒါလည်းပဲခြေတို့ 다음 앞글에 요약한 글입니다. 빈칸에 알맞은 어휘를 쓰십시오. အပေါ်မှာပေးထားတဲ့စာပိုက်ကိုတော့ပြန်ပြီးအတူချုပ်ထားတာပေါ့နော်ဒီ collet လေးတွေမှာကိုကဘာဖြည့်ရမလဲဆိုတော့သိရမယ်သိဖို့အတွက်အပေါ်ကခြေရှင်းပြတဲ့စာပိုက်ကြီးကိုနားလည်မှရမှာပေါ့နော်ဒါလည်းကိုယ့်ဘာသာ practice လုပ်ကြည့်နော်여러분 제가 신비하려면 번호 꼴라디 꼽아다 피지 마이클 씨는 오늘 처음 꼴라를 하는 친구를 만났다. 마이크가 디네마 바타마 우선 꼴라 လုပ်တဲ့ပေါ့နော်တငယ်ချင်းတွေတွေ့ခဲ့သူဘာပြောလဲ honor 교환 제အဖြေအောင်ပြောလိုက်မိပြီနော် honor 교환 လုပ်မဲ့တငယ်ချင်းတွေပထမဦးဆုံးတွေ့တယ်ဆိုစာပိုက်ထဲမှာပါတယ်ပေါ့နော်အဲ့လိုလေးလိုက်ရှာကြည့်그 친구의 취미는 꼴라입니다. အဲ့ဒီတငယ်ချင်းရဲ့ဝါဒနာကဒီ 꼴라 ဖြစ်တယ်ပေါ့နော် 디마 꼴라꼴라는 올해 새로 문을 연 도서관이다. 디 꼴라가 원어 디니테마 바타마 우선 푸네 도서관ဖြစ်တယ်တဲ့. 이 중에는 날로아마로 꼴라 이가 있습니다. 그래서 꼴라 시래버 날로아마 그 안에
있는 에디 에드네 마시레 콜레에서는 디니아마로 보노 물료로 야와를 상냥합니다. 그래서 아카메 니네 요신 뼈비레 베니아마 뼈라레 제로 피비아메 마이크 씨와 그 친구는 에디 마이크네 땡해진가 이번 주 디드바 콜라마 베니마레 제로 사발파비 변샤메 거기에서 같이 야와를 볼 겁니다. 에디 마두두 ရုပ်ရှင်ကြည့်မှာဖြစ်ပါတယ်ဆိုပြီးပြောထားတာဆိုတော့ရှေ့မှာဖတ်ခဲ့တဲ့စာပိုက်လေးရဲ့အကျဉ်းချုပ်လေးပေါ့နော်တကယ်တော့ဒီဥစားကချေတို့ကအဲ့ဒါပြီးတော့အခုတရားတွေအဖြေမှန်မှားတွေကိုပါဒါအိမ်မှာ practice လုပ်ကြည့်မယ်နော်여러분ဒီမှာနောက်တစ်ခုက여러분은 도서관에 어떤 시설이 있으면 좋겠습니까? 제일 시설ဆိုတာ제일 facility ကိုပြောတာဥပမာပေါ့제일ဒီမှာဆို도서관မှာဘယ်လို facility ရှိရင်ကောင်းမလဲ 에어컨이 까우나 에이세이니 에어컨이 소파ရှိတာပေါ့နော်နောက်စပွဲတွေကquality ကောင်းတာပေါ့ဒီလိုမျိုးပေါ့အတွင်းထဲမှာရှိလို့ရှိစော facility ဘယ်လိုမျိုးတွေကိုယ့်ရဲ့ဒူစောကွန်စာကြည့်တိုက်မှာရှိရင်ကောင်းမလဲပေါ့ 여러분တို့နေတဲ့ကျောင်းမှာစာတင်တဲ့ကျောင်းမှာရှိတဲ့ဒီဒူစောကွန်မှာဘယ်လို facility ရှိရင်ကောင်းမလဲဆိုတဲ့စာပိုက်လေးကိုယ့်ဘာသာအချိန်ရတယ်ဆိုရင်ရေးကြည့်ပြီးကိုယ့်ရဲ့ reading တော့မက writing practice ပါလုပ်ကြည့်လို့ရတယ်เนาะဒီလေ့ကျင့်ခန်းတွေကဆိုတော့ထပ်ပြီးတော့ဖတ်ကြည့်ကြမယ်တော့ဂုံဘူးပဲပူရှိတာထပ်ပြီးတော့လေ့လာကြည့်ရအောင်တဲ့ဒီစာပိုက်လေးပါချက်ထပ်ပြီးတော့ဖတ်ပြပါမယ်ဆိုတော့ဒီဟာကဒူစောကွန်းနေအကြောင်းတော့ရှင်းပြပေးတဲ့ဟာပေါ့နော်ပထမဆုံးကနမ်ဆန်ဒူစောကွန်းနမ်ဆန်မှာရှိတဲ့ဒူစောကွန်းပေါ့နော်အဲကြောင့်သူ့နာမည်ကနမ်ဆန်ဒူစောကွန်းဖြစ်နေတာအဲ့တော့နမ်ဆန်ဒူစောကွန်းနဲ့ဒီနမ်ဆန်ဒူစောကွန်းကတော့နမ်ဆန်နဲ့အီနဒီနမ်ဆန်မှာရှိတဲ့ 오래된 도서관이다. 그래서ချိန်တော်တော် ကြာပြီဖြစ်တဲ့အဟောင်းပေါ့နော်အဟောင်းနေတာမဟုတ်သေးဘူးပေါ့နော်ကြာပြီပေါ့နော်ဟိုးရီလည်းရှိခဲ့တာမို့လို့ဒီဟိုးရှိတွေကရှိတဲ့도서관ဖြစ်တယ်ပေါ့နော်다양한 자료실이 있는데 자료실ထပ်လာပြီဒီလိုမျိုး 자료ဆိုတာအချက်အလက်တွေ shield ကအခန်းဆိုတော့ 다양한 ဆိုတော့အမျိုးအစားစုံတွေနဲ့ဒီလိုမျိုးအချက်အလက်တွေရှိတဲ့ရှိပြီးတော့ပေါ့နော်특히 아투드피 옛날 책들이 많다. 아투드피 시롱아 사오디 미하리 보노. 그래서 남산에 있어서 남산 마시리အတွက်ကြောင့်မို့လို့ 공기도 좋고 공기 레투 보노. 리강리다 야레를 표현하나 보노. 레투레 강비로 경치도 아름답다. 휴묘긴 레베 아름답다서 라빠레 보노. 여러 가지 문화 수업을 자주 한다. 묘묘도 문화 수업 인지무사야 리얼 lecture ပေါ့နော်ယဉ်ကျေးမှုဆိုင်ရာသင်ခန်းစာတွေ lecture တွေ seminar တွေဒါမျိုးကိုမွန်နာစုပေါ့နော်ဒါမျိုးတွေလည်းပဲခြာကျူဟန်တာမကြာခဏလုပ်ပါတယ်လို့ပြောတာပေါ့နော်ဒါကနမ်ဆန်ဒူစောကွမ်ကိုပြောတာနောက်တစ်ခုကကြတော့ဂနိဂျုံငန်ဒူစောကွမ်ချက်ဒီမှာဂနိလို့ထွက်မယ်နော်ဂလိလို့မထွက်ဘဲနဲ့ဂနိဆိုပြီးထွက်မယ်ဂနိဆိုတဲ့ပုံစံမျိုးပေါ့နော်ခါနာအတန်နဲ့ထွက်မယ်ဂနိဂျုံငန်ဒူစောကွမ်ဆိုတာကnational အမျိုးသားပေါ့နော်အမျိုးသားစာကြည့်တိုက်ကိုပြောချင်တာဆိုတော့ဒီစာကြည့်တိုက်ကိုတော့근니 중간 도서관은 이 묘다 사지တိုက်ကိုတော့ 한국에서 가장 큰 도서관이다. 코리아마 지종 사지တိုက်ပဲဖြစ်ပါတယ်안에 디지털 도서관이 있는데အထဲထဲမှာဒီလိုမျိုးပေါ့နော်တကယ်စာအုပ်တည်မဟုတ်ဘဲနဲ့ digital internet နဲ့လေ့လာလို့ရတဲ့ 도서관ပေါ့နော် digital စာကြည့်တိုက်လည်းရှိပြီးတော့ 시설이 아주 좋다. ခုနကချက်ပြောတဲ့ 시설 facility ကအရန်ကိုကောင်းတယ် 컴퓨터도 많고 컴퓨터를 램야비로 여러 나라 언어로 정보를 찾을 수 있다. 여러 나라နိုင်ငံအသီးသီးရဲ့ honor ဘာသာစကားနဲ့ 정보를 찾을 수 있어서 ဒီအချက်အလက်တွေကိုရှာဖွေလို့ရတဲ့အတွက်ကြောင့်မို့လို့ 외국인들이 이용하기 좋고 ဒီနိုင်ငံခြားသားတွေလည်းအသုံးပြုဖို့အတွက်ကောင်းပြီးတော့ 영화도 무료로 볼 수 있다. ဆိုတော့ရုပ်ရှင်လည်းပဲအခမဲ့ကြည့်လို့ရတယ် 여러 나라 언어 ဆိုတော့နိုင်ငံအသီးသီးတခြားဘာသာစကားတွေနဲ့လည်းရှာလို့ရတဲ့အတွက်ကြောင့်မို့လို့အဲ့ဘာသာစကားတွေကိုသုံးတဲ့ 외국인 ဒီလိုမျိုးနိုင်ငံခြားသားတွေလည်းဒီစာကြည့်တိုက်ကိုသုံးရတာအဆင်ပြေတယ်လို့ပြောချင်တာပေါ့နော်နောက်တစ်ခုကကြတော့장도 도서관နာမည်က 장도 도서관ပေါ့နော်သူကဘာလဲဆိုတော့ 장도 도서관은 서울 시립 도서관이다 ဆိုတော့ဒီ서울묘도မှာ ရှိတဲ့မြို့တော်စာကြည့်တိုက်ကိုပြောချင်တာပေါ့နော်ဒီ 장도 도서관က 서울묘의မြို့တော်စာကြည့်တိုက်ဖြစ်တယ်တဲ့근처에ဒီအနီးတစ်ဝိုက်မှာဆိုရင် 작은 미술관과ဒီ미술관ဆိုတော့ဒီ제로ပြခန်းလေးတွေပေါ့နော်ဒီအနုပညာပြခန်းအသေးလေးတွေနဲ့예쁜 커피 숍이 많고 ဒီ coffee shop လှလေးတွေလည်းများတဲ့အတွက်ကြောင့်도서관의 자원이 아름다워서
도서관 시계 번호 디 창문에 창문에서 반장 번호 디 도서관에 디 비벼빨래마 또 반장이 시시마 번호 에디 반장 가래베 아름다워서 라빠의အတွက်ကြောင့် 산책이나 데이트를 하러 오는 사람들이 많다. 그래서 이 말란샤 포베 피피 데이트 번호 데이트로 포베 피피 라래 루리 냐바데 ဆိုပြီးတော့ခြေပြောထားတာပေါ့နော် ဆိုတော့ဒါလေးကကြတော့တက်ထပ်ပြီးတော့ ED စာပိုက်လေးပေါ့နော်ဒိုစောကွမ်းဒီအကြောင်းကိုစိုးမှာရှိတဲ့한국မှာရှိတဲ့ဒိုစောကွမ်းဒီအကြောင်းကိုရှင်းပြထားတာဖြစ်ပါတယ်여러분 ဆိုတော့ 여러분 오늘은 여기까지입니다. 재료 디니 칸나사티 곱하기라ဖြစ်တယ်. 저 재료နောက်ထပ် 비디오မှာနောက်တစ်ခါနဲ့ဆက်ပြီးတော့တွေ့ကြမယ်ပေါ့နော်. ဆိုတော့ 끝까지 봐주셔서 감사드립니다, 여러분.